ဒီအဖွားရှင်မှာလှပတဲ့မော်နွားတစ်ကောင်ရှိပါတယ်ဒီနွားဟာနေ့တိုင်းမော်နို့တွေပေးပါတယ်ရွာသားတွေကလည်းအဖွားကိုချီးကျူးကြပါတယ်အဖွားဟာနို့တွေနဲ့မှုန့်လုပ်ပြီးစင်ငယ်သားကလေးတွေကိုကျွေးပါတယ်အာတာကိုကျွဲကမြင်သွားပြီးအလွန်စိတ်တိုသွားပါတယ်ပြီးတော့အကြံစီဆွဲပြီးနင်နွားကိုငားလဲတဲ့မြက်စားဖို့လွတ်လိုက်ဆိုပြီးအဖွားကိုပြောပါတယ်အဖွားကလည်းသဘောတူလိုက်ပါတယ်ကျွဲကတော့မြက်သေးကိုဆေးတွေဖျန်းပါတယ်နွားဖျန်းအောင်ဆိုပြီးနောက်နေ့ကျတော့အဖွားရဲ့နွားဟာအလွန်ဖျားပြီးနှုတ်လည်းမပေးပါဘူးအဖွားကလည်းဝမ်းနည်းသွားပါတယ်ကျွဲကတော့အလွန်ပျော်ရွှင်နေပါတယ်ဒါပေမဲ့ကျွဲရဲ့နွားကလည်းသူ့ဖျန်းခဲ့တဲ့ဆေးကြောင့်ဖျားနာသွားပါတယ်ပြီးတော့အဖွားရဲ့နွားဟာအရင်လိုနှုတ်တွေအများကြီးပေးပါတယ်ရွာသားတွေလည်းပျော်ရွှင်သွားပါတယ်ထို့နောက်အဖွားဟာဖြစ်ပျက်သမျှအကုန်ပြောပြလိုက်တယ်ကလေးတယောက်ကလည်းကျွဲလုတာဆိုပြီးပြောပြလိုက်ပါတယ်အဖိုးကလည်းအမှန်တရားကပဲအမြဲနိုင်တယ်ဆိုပြီးပြောပါတယ်ပြီးတော့ကျွဲဟာအဖွားကိုတောင်းပန်ပါတယ်အဖွားကလည်းခွင့်လွှတ်ပေးလိုက်ပါတယ်အဖွားအတွက် like and follow လုပ်ပေးပါဦး